မင်္ဂလာပါ VOA TV သတင်းစီစဉ်ကကြိုဆိုပါရစေ VOA TV အစီအစဉ်တွေကို American ပြည်ထောင်စုမြို့တော် Washington DC ကနေတိုက်ရိုက်ထုတ်လွှင့်ပေးနေပါပြီ။ဥခင်ကြီးပြည်သူ့လက်ထောက်ဥက္ကဋ္ဌထစ်လာခြင်းရဲ့နောက်ွယ်ဘူချုံမှုကြီးတန်းရွှေလက်ထက်ကရဲချုပ်ဟောင်းဖြစ်တဲ့အငိမ့်စားပုံမှုချုပ်ခင်ကြီးဥခင်ကြီးပြည်သူ့လက်ထောက်ဥက္ကဋ္ဌထစ်လာခြင်းကစစ်တပ်ကလှုပ်ပေးတဲ့ဒီမိုကရေစီအပြောင်းလဲဟာစစ်ဗိုလ်ချုပ်တွေလက်ထက်ကမလွတ်သေးကြောင်းအကောင်းဆုံးသက်သေပဲဖြစ်ပါတယ်။တခိုးထွားလာတဲ့ထောက်လန်းရေးအကြီးအကဲဗိုလ်ချုပ်ကြီးခင်ညိုမြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်တို့ကိုထိန်းသိမ်းခဲ့တဲ့ကာလတွေတုန်းကရဲချုပ်လုတ်ခဲ့သူကြန့်ခန့်ရေးပါတီဥက္ကဋ္ဌဟာရှေလျားတဲ့နိုင်ငံရေးခရီးကိုဖျက်ဆီးခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့အငင်းကွာစရာတွေနဲ့အပြည့်ပါစွမ်းအားရှင်တွေနဲ့ပတ်သက်တယ်လို့တစိတ်ကခံရသူ2021အာနာသိမ့်မှုစစ်တပ်ကိုတိုက်တွန်းတဲ့စကားမျိုးပြောခဲ့သူဥခင်ကြီးဟာနိုင်ငံမှာအာဏာအရှိဆုံး9ယောက်ထဲကအသေးအောက်ချက်လာခဲ့ပါပြီ။ရွေးကောက်ပွဲမှာမဲဆွယ်စည်းရုံးတဲ့အခါဥခင်ကြီးကသူ့မှာစစ်သားဘဝကတနတ်မှန်ခဲ့တဲ့ဒဏ်ရာတွေရှိပြီးခန္ဓာကိုယ်ထဲမှာကြီးစန်းအောင်ကြံသေးကြောင်းထည့်ပြောတတ်ပါတယ်။စစ်တပ်ကသူအပက်စင်တိစင်စင်းထစ်သူဥခင်ကြီးဟာအပက်စင်တိဆက်ကိုစင်းထစ်တဲ့ဘူချုံမူကြီးမင်းအောင်လိုင်းထက်စီနီယာချလူဖြစ်ပါတယ်။စစ်တပ်ကသူအပက်စင်တိစင်စင်းတွေထဲမှာတက်မှာထင်ရှားသူတွေပါဝင်ပြီးဖန်စီခံထားတဲ့စိုက်ပျိုးရေးဝန်ကြီးဟောင်းဦးမြင့်လိုင်းကာကွယ်ရေးဦးစီးချုပ်ဟောင်းဦးမြတ်ဟေတို့မွေးမြူရေးနဲ့ရေလုံကန်းဝန်ကြီးဟောင်းဦးအိုးမြင့်တို့လည်းအပတ်စဉ်တစ်စင်စင်းတွေထိကြပါလေတက်မှာဘူမှုချုပ်အထီးပဲတာဝန်ယူခဲ့ပေမဲ့ရဲချုပ်ဖြစ်နေအရေးကြီးတာဝန်တွေယူခဲ့တဲ့ဥခင်ကြီးကိုသတင်းစာရှင်းလင်းပွဲတွေကနေလူသိများပါတယ်အောင်မြေသက်ဆန်၌ဓာပတိုက်တွိုင်ပြီးကြက်သိန်း2000ကျော်နဲ့ရွှေတယ်များပါသွားမလစ်တဲ့အောင်မြေသားမြို့နယ်မှာမတ်15ရက်ကလူနေအိမ်တလုံးကိုဓာပတိုက်ဝင်းတွိုင်သွားလို့ငွေသားကျပ်သိန်း2000ကျော်နဲ့ရွှေတဲ့ပစ္စည်းတွေပါသွားတယ်လို့ဒေသခံတွေထံကသိရပါတယ်။မင်းည4နာရီကအမရထာနီအရှိရက်ကွက်အကွက်20နဲ့86မြောက်88လမ်းကြား10မြောက်9လမ်းကြားမှာရှိတဲ့ဦးတောင်းအေးရဲ့အိမ်ကိုအမပစ္စည်းလာပို့သူလို့ဟန်ဆောင်လာသူနေအောက်ကဓာပတိုက်ဝင်းတွိုင်သွားတယ်လို့ဒေသခံတယောက်ကပြောပါတယ်။မာထားတဲ့ပစ္စည်းလာပို့သူလို့ဟန်ဆောင်ပြီးဓာပတိုက်တွိုင်သွားပါတယ်။ကလေးတယောက်ကိုဖမ်းချုပ်ထားပြီးငွေထားတဲ့တစ်တာတော့ကိုတောင်းပြီးတစ်တာအတွင်းထဲကငွေသားတွေနဲ့ရွှေတွေကိုယူသွားပါတယ်။ဓာပတိုက်တွေကလူလက်ပိုက်နဲ့လူနယ်ပိုက်အေး2ယောက်လို့သိရပါတယ်။နေအိမ်ဓာပတိုက်တွိုက်ခဲ့ရတဲ့အချိန်အမျိုးသမီးဖြစ်သူနဲ့ကလေးငယ်3ယောက်သာအိမ်မှာရှိပြီးငွေသားကျပ်3020ရွှေ9ချက်ရကတုံးလက်ဝက်လက်စာရွှေတဲ့ပစ္စည်း6မျိုးနဲ့သွေးပြီးသားကြောက်စိန်ပွင့်90ကိုပါသွားပြီမဲ့လူတွေထိခိုက်တာမရှိဘူးလို့သိရပါတယ်။အဆိုပါဓာပိတ်မှုနဲ့ပတ်သက်လို့စစ်ကောင်စီရဲတပ်ဖွဲ့ကလာရောက်စစ်ဆေးထားပြီးဓာပတိုက်တွိုက်ခဲ့ရတဲ့နေအိမ်ပတ်ဝန်းကျင်က CCTV မှတ်တမ်းတွေကိုယူဆောင်သွားပါတယ်။ကွက်ခိုင်ကို MNDA သိမ်းပြီးနောက်ပြည်တော်စုလန်ပလန်ဖွင့်ရှမ်းပြည်နယ်မြောက်ပိုင်းကကွက်ခိုင်မှုကိုကိုကန်တပ် MNDA ကထိန်းချုပ်ပြီးနောက်တင်းနီတိုးဂိတ်နဲ့ပြည်တော်စုလန်ကိုပြန်ဖွင့်လိုက်ပြီးမြို့တွင်မှာလည်းအခြေအနေတည်ငြိမ်နေလေလို့ MNDA စစ်ရေးသတင်းအရင်စိတ်ကသိရပါတယ်။တအိုင်တာ TNLA နဲ့ MNDA တို့ရဲ့ပဋိက္ခါတွေကြောင့်တင်းနီတိုးဂိတ်နဲ့ပြည်တော်စုလန်ကိုတလနီးပါးကြာကပိတ်ထားတာကနေဒီနေ့မှာတော့ကုန်တင်ရန်တွေပြန်လည်သွားလာနိုင်ပြီလို့ဆိုပါတယ်။ MNDA ဘက်ကတော့လာရှူတင်းနီကွက်ခိုင်21ရာလာမိုင်လမ်းကြောင်းကိုဖွင့်ပေးလိုက်သလိုကွက်ခိုင်မှုကိုတော့ MNDA ကအမြဲတမ်းအုပ်ချုပ်သွားမယ်အစီအစဉ်ရှိနေတယ်လို့ဆိုပါတယ်။ဒီနေ့မှာတော့ TNLA နဲ့ MNDA လို့ဟာမိုင်းယူလေးနဲ့နန့်ခမ်းကြားနန့်ခမ်းနဲ့ကွက်ခိုင်က12မိုင်မှာပြစ်ခတ်မှုတွေဆက်ဖြစ်နေတယ်လို့သိရပါတယ်။လွိုင်းကောဖားဆုံးပြည်တော်စုလမ်းမကြီးကိုစစ်တပ်ကပြန်ထိန်းချုပ်ကရင်နီပြည်နယ်လွိုင်းကောဖားဆုံးပြည်တော်စုလမ်းမကြီးကိုစစ်ကောင်စီတပ်တွေပြန်ထိန်းချုပ်လိုက်ပြီးဘောလခဲမြို့ထဲမှာတပ်အင်အားပြင်ဆင်နေတယ်လို့မြေပြင်စစ်ရေးရင်းစစ်တွေကပြောပါတယ်။ကရင်နီပြည်နယ်ရဲ့အထူးဆက်တွေရေးလမ်းကြောင်းထွတ်တဲ့လွိုင်းကောဒီမော်ဆိုဖရူဆိုဘောလခဲဖားဆုံးပြည်တော်စုလမ်းမကြီးကိုစစ်တပ်ကရန်နိုင်မင်းစစ်စင်ရေးအတိတ်စိတ်ပိုင်းအနေနဲ့ပြန်ရဖို့ပြီးခဲ့တဲ့နှစ်စက်တင်ဘာကတကယ်ကထိုးစစ်တွေဆင်နေတာပါ။ထိုးစစ်စားပြီး6လအကြာမှာစစ်တပ်စစ်ကြောင်းတွေကလွိုင်းကိုကနေဘောလခဲတီရှက်ထားတဲ့ကားလမ်းပိုင်းရဲ့နေရာတော်တော်များများကိုပြန်ထိန်းချုပ်ထားတဲ့အနေအထားမှာရှိတယ်လို့မြေပြင်မှာရှိနေတဲ့ DVB ရဲ့စစ်ရေးရင်းစိတ်ကပြောပါတယ်။လုံးလုံးဆယ်အခြေအနေကလွိုင်းကောကနေဘောလခဲချီတော့ပေါက်သွားပြီးဒီဘက်မှာလည်းဖရူဆိုဘက်မှာလည်းပေါက်သွားပြီးအဲ့ဒီတော့တေချတယ်အခုကဖာဆုံးတီကသူတို့လမ်းမကြီးတစ်လုံးကိုပြန်ထိန်းချုပ်သွားနိုင်မယ်လို့ပြောလို့ရတာပေါ့မင်းညကတော့ဘောလခဲတဲ့ကားတွေစစ်ကားတွေပေါ့အစီး20လောက်ဝင်သွားတယ်တေချတယ်ဒီလမ်းပိုင်းတွေမှာသူတို့တောက်ရှောင်လုံခြုံရေးယူထားတဲ့အနေအထားရှိတယ်အနောက်ဘက်ချမ်းအရှေ့ဘက်ချမ်းအကုန်လုံးပေါ့လမ်းမကြီးပဲညာသူတို့ထက်ပြီးတော့ထိုးနိုင်မဲ့အနေအထားမျိုးတော့မြင်နေပါတယ်ပြည်တော်စုလမ်းမကြီးကိုရဖို့စစ်တပ်ကမြေပြင်အင်အားပေါ်လေချောင်ကနေပါစစ်ရေးဖိမှတ်မဟုတ်တဲ့နေရာတွေကိုပါတိုက်ခိုက်နေတဲ့အနေအထားမျိုးမှာရှိတယ်လို့ကရင်ဒီပြည်ကြာကာလအုပ်ချုပ်ရေးကောင်စီရဲ့အတွင်းရေးမှူးနဲ့ကိုပညာကဆိုပါတယ်
လက်ရှိ Pruzo နဲ့ဘောလခဲမျိုးကြားမှာကရင်ဒီတောင်လန်ရေးတပေါင်းစုတပ်တွေနဲ့စစ်တပ်တွေနေစဉ်ထိတွေ့မှုတွေရှိပြီးပြီးခဲ့တဲ့ March 14 ရက်က Pruzo ထားလဲလန်ကကြီးဖို့ကိုစစ်ကြောင်းထိုးလာတဲ့ရာနွင်ကိုကရင်ဒီအမျိုးသားကာကွယ်ရေးတပ် KNDF ကကြားဖြတ်တိုက်ခိုက်လိုက်လို့စစ်ကောင်စီတပ်ဖွဲ့ဝင်3ယောက်သေပြီးဒဏ်ရာရသူတွေရှိတယ်လို့ထုတ်ပြန်ထားပါတယ်။ March 15 ရက်မှာတော့စစ်တပ်က Pruzo မြို့နယ်အရှေ့ဘက်ခြမ်းကစစ်ပေးရှောင်စခန်းတစ်ခုကိုY12 လေယာဉ်နဲ့ဘုံကြလာဘုံကျဲသွားလို့စစ်ပေးရှောင်အမျိုးသမီးတယောက်ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တယ်လို့ကိုပညာကပြောပါတယ်။ ESC အတွင်းရေးမှုနဲ့ကိုပညာကပြောခဲ့တာကအမှန်ကတော့ထားလဲထိသူတို့မရသေးဘူး။ဒါပေမဲ့ဒီဘက်ဘောလခဲကနေသူတို့တက်ပြီးတော့နန်းဖဲထိသူတို့ရောက်နေပြီပေါ့။တချို့နန်းဖဲစစ်ပေးရှောင်စခန်းတွေလွန်ခဲ့တဲ့တလတည်းကရွှေထားပြီးသား။နောက်နန်းဖဲဘက်ကတချို့ကျေးရွာတွေကိုဘုံနဲ့ကျဲတာတော့စက်တိုက်ရှိပါတယ်။ဒရုန်းနဲ့ပစ်တာတွေဘုံနဲ့ကျဲတာတွေပေါ့စက်တိုက်လုံနေတာရှိပါတယ်။ကရင်ပြည်နယ်ရဲ့မြို့တွေကိုချိတ်ထားတဲ့ပြည်တော်စုလမ်းမကြီးကိုစစ်ကောင်စီတပ်တွေအပြည့်ထိန်းချုပ်နိုင်မှာပြမှာမော်ချီနဲ့မဲဆဲကိုတိမ့်ဖို့ထောက်ပုတ်လမ်းကြောင်းတွေအားသာသွားနိုင်တယ်လို့ဒီထက်ခန့်တွေကသုံးသပ်နေကြသလိုစိုးရိမ်ပူပန်မှုတွေလည်းရှိနေပါတယ်။တောင်လင်းတပ်ဖွဲ့တွေဘက်ကတော့မဲဆဲပဲစစ်ကြောင်းမရောက်ဖို့ဖာဆုံးထန်လုံမြစ်တရားကိုဖျက်ဆီးထားပြီးပြည်တော်စုလမ်းမကြီးပေါ်အသွာလာလုတာကိုလည်းကန့်ထတ်ထားပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်လက်ဘနွန်ဆေးဘတ်ရီဝန်တန်း24ယောက်သေဆုံးအစ္စရေးဟာလက်ဘနွန်ကိုမတ်73ရက်နောက်ပိုင်းမှာလေကြောင်းတိုက်ခိုက်မှုအတွင်းဆရာဝဆေးဘတ်ရီဝန်တန်းနဲ့နုဆိုင်ရာ112ယောက်သေဆုံးခဲ့တယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲကမတ်14ရက်နေ့မှာအတည်ပြုပြောပါတယ်။လက်ဘနွန်တောင်ပိုင်းကဘတ်ကာလာဝီလာပြင်းပင်ကျန်းမာရေးစောင့်ရှောက်မှုစင်တာရဲ့ပျက်စီးတွေကမိခွေထွေနေတာကိုမတ်15ရက်နေ့မှာမြင်တွေ့ရပါတယ်။ဆေးဘတ်ရီဝန်တန်းတွေသေဆုံးခဲ့တဲ့ပြစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုကြောင့်ဆေးကလေးအဆောက်အဦကပျက်စီးသွားပြီးနှင်းရက်နီးမှအကြာမှာတွေ့ရတာပါဆေးဘက်ရေးဝန်တန်းကိုပြစ်မှတ်တိုက်ခိုက်မှုကိုလက်ဘနွန်ဂျာမတ်ရေးဝန်ကြီးယာခန္ဒာဆာရီဒင်ကရှုတ်ချပြီးလုံးဝလက်မခံနိုင်စရာအယက်တာလို့ပြောပါတယ်။အစ္စရေးကလက်ဘနွန်လက်နက်ဟောင်းဟစ်ဘိုလာကိုကြဲကြဲပြန့်ပြန့်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဟစ်ဘိုလာတွေကလည်းနဲကျဲကိုဖျက်ပြီးအစ္စရေးကိုတုံးကျရများစွာနဲ့ပစ်ခတ်ခဲ့ပါတယ်။မက်ချ်နီယစပြီးအစ္စရေးကလက်ဘနွန်အပေါ်တိုက်ခိုက်လို့တေဆုံးသူအရေအတွက်က850ထိမြင့်တက်လာတယ်လို့လက်ဘနွန်ဂျာမတ်ရေးဝန်ကြီးဌာနကပြောပါတယ်။တေဆုံးသူတွေထဲက48ယောက်ထက်မနည်းသူဟာကလေးတွေဖြစ်တယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောပါတယ်။ဘန်ကောက်ကစာတင်ကျောင်းတွေမှာမေ18ရက်နေ့ကစာတင်စမတ်ဖုန်းပိတ်ပန်ကန်တတ်ထိုင်းနဲ့မြို့တော်ဘန်ကောက်ကစာတင်ကျောင်း438ကျောင်းမှာမေ18ရက်နေ့ကစာတင်ပြီးစာတင်ခန်းတွင်စမတ်ဖုန်းအသုံးပြုမှုပိတ်ပန်ကန်တတ်သွားဖို့ရှိတယ်လို့ခေါင်းဆော့ English သတင်းမှာဖော်ပြပါတယ်။ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့လက်ထက်ကစာတင်ကျောင်းအားလုံးမှာပြုလုပ်သွားမယ်ဖြစ်ပြီးစာတင်ချိန်တွင်လက်ကင်ဖုန်းနဲ့ digital ပစ္စည်းတွေအသုံးပြုမှုကိုကန့်သတ်သွားမယ်လို့မြို့တော်ဝင်ချက်ချာစီတီဖန်ကပြောပါတယ်။ဖုန်းပိတ်ထားပါတင်ယူမှုစတင်မှာအမည်နဲ့ပြုလုပ်သွားမယ်ဒီအစီအစဉ်ကပုံမထိရောက်တဲ့တင်ယူပတ်ဝန်းကျင်တစ်ခုကိုဖန်တီးဖို့နဲ့ဖုန်းမျက်နှာချင်းအလွန်အကျွမ်းအသုံးပြုမှုကြောင့်ဖြစ်ပေါ်လာမဲ့ကျန်းမာရေးနဲ့အပြုအမူဆိုင်ရာဆိုးကျိုးတွေကိုလော့ချနိုင်ဖို့အတွက်ကျောင်းသားတွေရဲ့ဖုန်းတွေကိုဆရာမတွေစီအနာထားကြဖို့တိုက်တွန်းထားပါတယ်။ဘန်ကောက်မြို့တော်ဝင်ချက်ချကမျက်မှောက်ခေပညာရေးမှာ digital နည်းလမ်းကအရေးကြီးတယ်။ဒါပေမဲ့ smartphone တွေကိုအလွန်အကျွမ်းအသုံးပြုမှုကြောင့်အာရုံစူးစိုက်မှုအားနည်းသွားတာအနည်းငယ်လုံးမြင့်တက်သွားတာနဲ့ကျောင်းသားကျောင်းသူဆရာမတွေနဲ့တငယ်ချင်းတွေအကြားထိတွေ့ဆက်ဆံရေးလော့ကျသွားတာတို့ဖြစ်ပေါ်လာတဲ့ပြဿနာတွေကိုဖြစ်ပေါ်စေတယ်လို့ဆိုပါတယ်။ဒါအပြင်ကျောင်းသားတွေအများစုက smartphone နဲ့ digital ပစ္စည်းတွေကိုအချိန်ကြာမြင့်နဲ့အသုံးပြုနေကြတာကြောင့်ကိုယ်လက်လှုပ်ရှားမှုနည်းသွားပြီး online လောကထဲမှာနစ်နွမ်းနေတာကြောင့်လူမှုဆက်ဆံရေးစွမ်းရည်တွေအားနည်းသွားနိုင်တယ်လို့သူကပြောပါတယ်။နိုင်ငံ14နိုင်ငံမှာတငွေတင်းကနေတက်ကတူအဆင့်ထိပြုလုပ်ခဲ့တဲ့သူတနာအရင်ခံတွေကိုကိုးကားပြီးတော့ဖုန်းတွေကကျောင်းသားတွေရဲ့တင်ယူမှုကိုအလွယ်တကူအာရုံပြောင်းကျနိုင်ကြောင်းလည်းမြို့တော်ဝင်ကပြောလိုက်တယ်လို့ဖုန်းတစ်လုံးအနည်းနားမှာရှိနေတာဒါမှမဟုတ်အကြောင်းကြားစာတစ်ခုတက်လာတာမျိုးတောင်အာယုံစူးစိုက်မှုကိုနှောက်ယှက်ပြီးအာယုံပြန်ရဖို့မိနစ်20အထိအချိန်ယူနိုင်တယ်လို့ဆိုပါတယ်။ Belgium, Spain နဲ့ UK အပါအဝင်နိုင်ငံအချို့မှာလည်းကျောင်းကြီးတွေ smartphone အသုံးပြုမှုကိုကန့်သတ်ထားပြီးဖြစ်ပြီးတင်ယူရစရေးထွက်တွေတိုးတက်လာကြောင်းအရင်ခံရလက်တွေရှိနေတယ်လို့သတင်းမှာဖော်ပြပါတယ်။ BMA ရဲ့မူဝါဒအရတင်ငန်းစာနဲ့ကန့်ညီတဲ့တင်ယူမှုရည်ရွယ်ချက်တွေအတွက်ဆရာရဲ့ကြီးကျယ်မှုနဲ့တစ်ချက်တည်းပစ္စည်းတွေကိုအသုံးပြုနိုင်ပေမဲ့ထမင်းစားခြင်းတို့ဒါမှမဟုတ်ဘောင်းအသုံးပြုနေရတွေလို့ဆိုတဲ့နေရာနဲ့အခြေတွေကိုလူမှုဆက်ဆံရေးနဲ့ကိုယ်လက်လှုပ်ရှားမှုတွေတိုးတက်နိုင်ဖို့အတွက်တစ်ချက်တည်းကင်းစင်ဆုံးအဖြစ်သတ်မှတ်သွားနိုင်တယ်လို့ဆိုပါတယ်။ဒါအပြင်ဒီမူဝါဒနဲ့ကျောင်းတွင်း online အနိုင်ကျင့်မှုတွေကိုတားဆီးဖို့နဲ့မသိမ့်တော်တဲ့အကြောင်းအရာတွေကိုကြည့်ရှုတာတွေကိုကန့်သတ်ဖို့အဆိုရဲစိုက်ဘာလုံခြုံရေးအစီအမံတွေကိုလည်းထည့်သွင်းသွားမယ်လို့သတင်းမှာဖော်ပြပါတယ်။အဆိုပါအစီအစဉ်ကိုတော့
BMA ကျောင်း10ကျောင်းမှာမူလာတဲ့အထက်တန်းအဆင့်အတွက်ရှေ့ပြေးစီမံကိန်းအဖြစ်စမ်းသပ်ဆောင်ရွက်ခဲ့ပြီးဖြစ်လို့မိဘတွေနဲ့ဆရာတွေဘက်ကကျောင်းသားတွေရဲ့အာရုံစူးစိုက်မှုပညာရေးထူးခြားမှုပုံမကောင်းမွန်လာကြတာကြောင့်အားရကျေနပ်ကြတယ်လို့သိရပါတယ်။လက်ရှိမှာတော့ BMA ကသက်ဆိုင်ရာတွေရဲ့အကြံပြုချက်တွေကိုစုဆောင်းနေပြီး2026ပညာသင်နှစ်ပထမစာသင်နှစ်စတင်မယ့်အချိန်မှာကျောင်းအားလုံးတရားဝင်စတင်အကောင့်ထဲပေါ်သွားမယ်လို့ဆိုပါတယ်